ဘဝမှာဘာတွေကိုအဓိကထားပြီးတော့တန်ဖိုးအနှိမ့်အမြင့်ကိုဘုန်းကြီးတို့တွေစဉ်းစားနေကြတာလေစိတ်ကိုကြည့်ပြီးတော့စဉ်းစားတာနော်ဟုတ်တယ်မဟုတ်လားရုပ်ပိုင်းဆိုင်ရာကတော့ဘာမှထူးတာမဟုတ်ဘူးလေအတန်ရှင်းတယ်မတင့်တယ်တဲ့ရုံရှာဆက်စုပ်ပွဲကောင်းတဲ့အနက်မကောင်းတဲ့အရာတွေရဲ့အစုဝေးကြီးပဲအစံရှိရှိမရှိရှိပညာတတ်တတ်မတတ်တတ်ကြီးကြီးငယ်ငယ်ရုပ်ပိုင်းဆိုင်ရာဘာကွဲပြားခြားနားမှုမှမရှိပါဘူးအပေါ်ယံဖိလိန်ပြင်ဆင်ထားတာတော့ပဲကွဲပြားခြားနားမယ်တကယ်အမာခံကြီးကပုံစံတူကြီးဘာကတော့ကွဲပြားနေတယ်စိတ်ကတော့ကွဲပြားတယ်နော်အဲ့ဒီစိတ်ကလေးကိုပဲကြည့်ပြီးတော့လူယုံမာလို့ပြောတယ်အဲ့ဒီစိတ်ကလေးကိုပဲကြည့်ပြီးတော့သူတော်ကောင်းလို့ပြောတယ်အဲ့ဒီစိတ်ကလေးကိုပဲကြည့်ပြီးတော့မုန်းတယ်အဲ့ဒီစိတ်ကလေးကိုပဲကြည့်ပြီးတော့မျက်နှိုးတယ်ဟုတ်တယ်မဟုတ်လားတန်ဖိုးရှိမရှိဆိုတာဘာကိုကြည့်ပြောတာစိတ်ကလေးကိုကြည့်ပြောတာနော်အဲ့ဒါစိတ်ကအရည်သွေးမြင့်လေးလေးဖြူစင်လေးလေးတန့်ရှင်းလေးလေးဒီနေရာမှာအရည်သွေးရှိတယ်ဆိုတာအညစ်အကြေးနည်းနည်းသွားတာကိုပြောတာစိတ်ရဲ့ပင်ကိုယ်သဘောလေးကပါပတ္တရမိရန်ဘိက္ခွေစိတ်တံဖြူစင်တယ်တောက်ပါတယ်စိတ်ရဲ့ပင်ကိုယ်သဘောလေးကသို့တော့အာဂန္တုကေဟိဥပကိလေတေဟိဥပကိလေတံအာဂန္တုဆိုဧည့်တယ်ပြောတယ်နော်ဧည့်သည်တပွဲဖြစ်တဲ့မမောမှုမကျေနပ်မှုတွေကြောင့်ဒီစိတ်ကလေးဟာအဲ့ဒီအခိုက်အတန့်မှာညှဉ်းနှွမ်းသွားတယ်နော်အဲ့တော့ဆိုလိုတာကညှဉ်းနှွမ်းတဲ့အရာကိုဖေးနိုင်ရင်ဖေးနိုင်သလောက်တန်ရှင်းတယ်ရှင်းကြတယ်အဲ့ဒီတန်ရှင်းမှုစင်ကြယ်မှုကြီးမားရင်ကြီးမားသလောက်ဒီစိတ်ကိုအရည်သွေးရှိတယ်လို့ပြောတာစိတ်ကောင်းတယ်ဆိုအဲ့ဒါကိုပြောတယ်နော်သူများစိတ်တွေရုပ်တယ်ညံ့တယ်ဆိုရင်ဘာဖြစ်လဲမကြိုက်မုန်းတောင်မုန်းတယ်နော်တချို့ဆိုရင်ဘလို့တောင်ပြောတော့ယွန်းတယ်လို့တောင်ပြောတယ်နော်အဲ့ဒါရှင်မောက္ကလန်ကဘလို့သင်ပေးတော့သူများစိတ်ဓာတ်တွေညံ့ဖျင်းတယ်အောက်တန်းကျတယ်ဆိုရင်ငါမကြိုက်တယ်လို့ငါစိတ်ဓာတ်တွေညံ့ဖျင်းပဲအောက်တန်းကျမယ်ဆိုရင်လည်းသူများလည်းကြိုက်မှာမဟုတ်ဘူးအဲ့ဒီအတွေးနဲ့ငါစိတ်ဓာတ်တွေဖြူရှင်းအောင်တန်ရှင်းအောင်လုပ်မယ်လို့ဒီလိုကျင့်ရမယ်ဘယ်သူစကားလဲရှင်မောက္ကလန်စကား